မန္တလေးတိုင်းမြင်းခြံခရိုင်ထဲကမြို့နယ်9ခုထက်မနည်းမှာ PDF ပူးပေါင်းတပ်တွေကမေလ9ရက်နေ့ကစပြီး9မြင်းဆောင်အညာမြေစစ်စင်ရေးဖြစ်စစ်တပ်စခန်း8ခုထက်မနည်းကိုတပြိုင်တည်းတိုက်ခိုက်ပြီးနောက်စစ်ရေးဆက်လက်တင်းမာနေပြီးစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ဒေသခံတွေတေဆုံးဒဏ်ရာရရှိနေပါတယ်။မြင်းခြံမြို့ကအမှတ်18ရပ်ကွက်အနီးမှာရှိတဲ့စစ်ကောင်စီတပ်စခန်းကြောက်ပြုတ်ကျေးရွာတပ်စခန်းနမ်းမြင့်တောင်ကြားတပ်စခန်းစီမီကုံကျေးရွာနေမြေစခန်းတို့ပြင်နထိုးကြီးမြို့နယ်ကဝက်လူကျေးရွာနေမြေစခန်းထိုင်းစံမြောက်ကျေးရွာနီးကတရုတ်တန်းငွေပိုင်လန်ဆောက်စစ်တပ်ကိစ္စခန်းတောင်သာမြို့နယ်ကထနောင်းကုန်းပြူစောတိကျေးရွာစစ်ကောင်စီတပ်စခန်းနဲ့ငဇုံမြို့ပေါ်ကထွေအုပ်ရုံးမှာတပ်ဆွဲနေကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတပြိုင်တည်းဝင်ရောက်တိုက်ခိုက်ခဲ့ကြတာလို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေစီကသိရပါတယ်။အဲဒီတိုက်ခိုက်မှုတွေအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်အများပြားသေဆုံးဒဏ်ရာရရှိခဲ့ပြီးမြင်းခြံခရိုင်တပ်ရင်း0ပျောက်ကြားတပ်ဖွဲ့ကရဲဘော်6ယောက်နဲ့အခြားတော်လှန်ရေးဘက်ကလည်း3ယောက်ထက်မနည်းကြာဆုံးခဲ့ပြီးဒဏ်ရာတွေရရှိခဲ့ပါတယ်။မြင်းခြံမြို့နယ်ကကန်ဆင်းကျေးရွာကိုမေလ19ရက်မွန်းတက်12နာရီဝန်းကျင်မှာစစ်ကောင်စီကလေရင်နဲ့ပုံကျဲခဲ့လို့ဒေသခံပြည်သူ4ယောက်ထပ်မံသေဆုံးကဒဏ်ရာရရှိသူတွေလည်းရှိသလိုလူနေအိမ်တွေလည်းပျက်စီးသွားတယ်လို့မြင်းကြံခြေဆိုင်တော်လှန်ရေးတပ်ဖွဲ့တစ်ခုရဲ့တာဝန်ခံကပြောပါတယ်။မြင်းကြံမြို့အရှိချမ်းကကန်ဆင်ရွာကိုဂျက်ဖိုက်တာနဲ့ပုံကျဲသွားတာ။အဲဒီကန်ဆင်ရွာကအခုတိုက်ပွဲဖြစ်နေတာနဲ့အတော်လေးလှမ်းတယ်။တိုက်ပွဲနေမြေထဲမှာမဟုတ်ဘူးလို့တောင်ပြောလို့ရတယ်။အရက်သား4ယောက်ထပ်မံသေဆုံးခဲ့လို့4ယောက်ထပ်မံထိခိုက်ဒဏ်ရာရရှိထားတယ်လို့ပြောလာပါတယ်။စီမီကုံဘက်မှာတော့မေလ15ရက်နေ့ကစတင်တိုက်ပွဲဖြစ်နေတာပါ။မေလ19ရက်နေ့နေ့ကင်းပိုင်းထိဒေသခံတွေမျိုးရဲပြန်ဝင်မရဖြစ်နေပြီးစစ်တပ်ကနေအိမ်တွေကိုဖောက်ထွင်းလူရဲရှာဖွေစစ်ဆေးနေတယ်လို့မြင်းကြံခရိုင်သတင်းရင်းမြစ်ကပြောပါတယ်။စမီကုံဘက်ကတော့15ရက်နေ့ကတိုက်ပွဲတွေဖြစ်တဲ့တိုက်ပွဲဖြစ်ပြီးတဲ့နောက်မှာစစ်ဆောင်ရတာတွေရှိတယ်။စစ်ဆောင်ရတဲ့သူတွေကိုတော့ခုထိအဝန်ခံတာမရှိသေးဘူး။စမီကုံမျိုးရဲကိုဝင်မယ်ဆိုရင်တနက်နဲ့လှမ်းပစ်တာတွေလုပ်တဲ့အတွက်စစ်ဆောင်တွေခုချိန်ထိစစ်ဆောင်နေရတော့မယ်လို့ပြောလာပါတယ်။တောင်သာမြို့နယ်နဲ့နထိုးကြီးမြို့နယ်တွေကဝက်လူရဘက်မှာဆိုရင်ဒီကနေ့ထိတိုက်ပွဲတွေဆက်ဖြစ်နေရလို့တောင်သာမြို့အခြေဆိုင်တော်လှန်ရေးတပ်ဖွဲ့တစ်ခုရဲ့တာဝန်ခံကပြောပါတယ်။တိုက်ပွဲတွေကကျန်းတယ်သူတို့ဘက်ကလေကြောင်းပစ်ကူနဲ့လက်နက်ကြီးပစ်ကူတွေတောက်လျှောက်ပစ်နေကြတာနှစ်ဖက်အကြအဆုံးတွေရှိတယ်။မြေပြင်တိုက်ပွဲအခြေအနေတွေကတချို့နေရာတွေမှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးတချို့နေရာတွေမှာတော့စစ်ရေးတွေအတော်တင်းမာနေတယ်လို့ပြောရပါမယ်။တိုက်ပွဲတွေပြီးရင်တပ်ဆိုင်ရာတပ်ရင်းတပ်ဖွဲ့တွေကသတင်းထုတ်ပြန်ပေးပါလိမ့်မယ်။တိုက်ပွဲတွေထဲမှာသူတို့ဘက်ကတော့ပိုပြီးအထိနာတာပါ။အဲဒါကြောင့်မို့လို့လေကြောင်းပစ်ကူတောက်လျှောက်လွှတ်နေတာတိုက်ပွဲဖြစ်တဲ့နေရာတွေပတ်ဝန်းကျင်ကပြည်သူတွေကတော့လွတ်လပ်တဲ့နေရာမှာဆက်ရှောင်နေကြတယ်။စစ်ဘေးရှောင်အရေးတော့ကတော့ထောင်ချီမှာပေါ့လို့ပြောလာပါတယ်။တောင်သာမြို့နယ်တွေကစာတင်ကျောင်းအနီးကိုလည်းမေလ18ရက်မနက်9နာရီဝန်းကျင်မှာစစ်တပ်ကဘုံကျဲခဲ့လို့စာတင်ဆောင်နဲ့လူနေအိမ်နှလုံးထိခိုက်ပျက်စီးကခိုင်းနာတချို့လည်းတေဆုံးခဲ့တယ်လို့သိရပါတယ်။တောင်သာမြို့ပြည်သူ့ကာကွယ်ရေးတာဝန်ခံကိုချီစတာကစစ်တပ်ရဲ့ပြည်သူ့အပေါ်ရုံမှမှုတွေကအထူးပြောစရာမလိုတော့ပါဘူး။အခုလာထဲမှာတင်တောင်သာနယ်တွေကခြေရာတွေကိုစစ်တပ်ကစက်တက်လေထီတွေနဲ့ပုံကျဲနေတာစက်တိုက်လုံနေတာပြီးတော့တပ်ဖြတ်ပြီးပြည်သူတွေရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုဖျက်ဆီးနေရလို့ပြောလာပါတယ်။ခုလဲလှဲကူးမရွာမှာတိုက်ပွဲဖြစ်ပွားတာမရှိဘူးစာတင်ကျောင်းမှာလည်းPDF တွေတက်ဆွဲနေတာမရှိဘဲနဲ့ Jet Fighter နဲ့တတ်မဲ့ဘုံကျဲသွားတာပါလို့ပြောလာပါတယ်။မြင်းကြံနထိုးကြီးတောင်သာငဇွန်နဲ့စီမီကုံမြို့နယ်အတွင်းမှာလက်ရှိဖြစ်ပွားနေတဲ့တိုက်ပွဲအခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီဘက်ကတော့သတင်းတစုံတရာထုတ်ပြန်လာတာမတွေ့ရသေးပါဘူး